SSMP မင်္ဂလာပါရှင်ဒီနေ့ကစက်သားလုံးလေးတွေပေါ့စက်သားလုံးလေးတွေကိုကျမကဒီမှာမြည့်ရဲ့ကျမနဲ့ချက်စားသားမှာဖြစ်ပါတယ်မြည့်ကိုတော့ခရင်လေးနဲ့ချစ်ထားတယ်မြည့်ကတော့ပြုတ်ပြီးသားဖြစ်ပါတယ်နှစ်ရည်တောင်ပြုတ်ထားသောမြည့်ဖြစ်ပါတယ်ပင်ရက်နဲ့ချစ်ချင်လေးရပါတယ်ရှင်ဒါလေးကတော့စက်သားလေးဖြစ်ပါတယ်ရှင်စက်သားလေးတွေကိုကျမထည့်လိုက်တယ်ဂျင်းရဲ့စက်သူမျိုးရဲ့ပါထည့်ပါတယ်အရသာမုံစားဒါလေးထည့်ပါတယ်ရှင်ဘဲငယ်များရဲ့အနောက်အနေနဲ့ထည့်ပါတယ်ပြီးတော့ရင်မျိုးကောင်းမုံထည့်ပါတယ်ပြီးရင်တော့ကျမစိတ်ပါတယ်ရှင်ရရှိလာတော့စက်သားလေးတွေပါရှင်ဒါကတော့မင်းစားထိုင်လန်အတွက်ဟင်းညိုလေးချက်တာပါရေစိုးလေးပါအိုက်သေးကိုစက်သားလုံးလေးတွေကိုဇွန်းလေးနဲ့ခတ်ပြီးတော့ထည့်လိုက်ပါတယ်ရှင်တချို့ကလေဒီဟာငါဖယ်ချင်းလိုက်မယ်မဟုတ်ဘူးရှင်ကျမစက်သားလုံးလေးတွေဖြစ်ပါတယ်ရှင်ပြီးတော့အရသာကတော့စိတ်ကြိုက်ထည့်နိုင်ပါတယ်ကျမကပဲငယ်များရင်ကြည်ရဲ့နောက်ပြီးတော့စားရူပါရဲ့နောက်ပြီးတော့ငြိုကောင်းမုံထည့်တယ်ပြီးတော့ broccoli ပေါ့နော်ပန်းကော်ပီအစိမ်းအောင်ထည့်ပါတယ်ဒါကိုသူ့အတွက် simple ပေးခြင်းဖြစ်ပါတယ်တစ်ဖက်မှာလည်းကျမအတွက်အိုးရဲကိုစီထည့်ပါတယ်ကြိတ်ထားတော့ကြက်တော့အဖြူအနီးဂျင်းသားတွေကိုထည့်ပြီးတော့ကျမစီတက်ပါတယ်စနစ်လေးပါထည့်ပြီးတော့စီတက်မှာဖြစ်ပါတယ်ရှင်စီတက်လေးကအယောင်ပြောင်းလာတဲ့အနေအထားဆိုရင်တော့ကျမအယောင်တင်မုံလေးငယ်ထည့်ပါတယ်ပြီးတော့တစ်ဖက်စီတက်ပါတယ်ငငပီလေးလက်သေးကုန်လောက်ကိုပါထည့်ပြီးတော့စီတက်ပါတယ်ရှင်ဘာလို့လဲဆိုတော့ကချင်မောင်ထက်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ပါပြီးရင်တော့ရေအနေငယ်ထည့်ပြီးတော့မြင်ငပီလေးတွေအနေငယ်ကြည်စီထိကျမအခုလိုမျိုးလေးမှွေလိုက်ပါတယ်ဒါကတော့ကျမရဲ့စက်သားလုံးလေးတွေဖြစ်ပါတယ်စက်သားလုံးလေးတွေကိုကျမဒီတိုင်းမဲ့အစုပ်ကလေးတွေပေါ့နော်ဇုံလေးတွေနဲ့လောက်ထားတဲ့ဟာလေးပေါ့ဒီဟာလေးကိုထည့်ပြီးတော့သူ့ကိုတည့်ပါတယ်ဒါကတော့ကျမရဲ့ဟင်းညိုလေးဖြစ်ပါတယ်မြေစာထိုင်လန်အတွက်လုပ်ပေးခြင်းဖြစ်ပါတယ်ရှင်ကျမရဲ့စက်သားလုံးချက်ထားတဲ့ဟာလေးတွေကိုတော့ပြန်ကြည့်လိုက်တဲ့အခါမှာအခုလိုပွက်ပွက်ဆူလာပြီမို့လို့ချစ်ထားတော့မြင့်နဲ့ချင်မောင်ကိုထည့်ပါတယ်အရန်ကိုမွေးရရှင်အဲ့လိုထည့်ပြီးတော့ရင်တော့15မိနစ်လောက်ကျမတဲပါတယ်ရှင်အရသာကတော့စိတ်ကြိုက်ထည့်နိုင်ပါတယ်စားအရသာမဟုတ်အချုံမို့ပေါ့နော်ကိုစားကျင်တာကိုထည့်နိုင်ပါတယ်15မိနစ်20လောက်တဲပြီးတော့ရင်ဖြင့်မြုပ်သီးစိမ့်နဲ့နန်းနန်းမင်းအုပ်ပြီးတော့အိုးချနိုင်ပါတယ်သူနဲ့တူတွဲစားရင်ကြက်အုပ်မွေကြော်လေးလည်းကြော်ရပါတယ်ရှင်ဒီနေ့ကျမနဲ့တူထမင်းစားကြပါအောင်ရှင်ဟယ်လိုမင်္ဂလာပါစားကြပါအောင်ဒါကကြက်အုပ်မွေကြော်စားကြင်စရာပေါ့နော်ဒီကထိုင်လန်အတွက်ဒါရက်ဒီထဲမှာဦးချလိုက်တော့ကျမဒါကမေဆာထိုင်လန်အတွက်ဆိုဒါကကျမအတွက်ဆိုဟိုပါပေါ့နော်ညင်းနဲ့ချင်မောင်နဲ့ကိုစီကြံရေးကြံချက်တာပေါ့နော်အမေစက်သားလုံးလေးနည်းနည်းထည့်တာစက်သားလုံးလေးပြရစားရငါပြီလေးလေးနည်းနည်းလောက်ထားတော့ပါလေရှေ့เราทานจริงเนาะ thank you 吧